အားလုံးပဲမင်္ဂလာပါ WH Education Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့programming သင်ခန်းစာမှာကျွန်တော်တို့သင်ကြားမျှဝေပေးသွားမယ့်အကြောင်းအရာကတော့ naming dimension ပေါ့နော်ကျွန်တော်တို့ column name column မှာရှိတဲ့နာမည်တွေ row 10ဒီမှာရှိတဲ့နာမည်တွေကိုဘယ်လိုပြောင်းမလဲဒီမှာကျွန်တော်တို့ပုံမှန်သိရှိရတဲ့အတိုင်းပဲကျွန်တော်တို့ metric တစ်ခုတည်ဆောက်ပြီးရတဲ့ခါကျတော့ဒီမှာrow နာမည်တွေရှိတယ်ပြီးရတဲ့ခါကျတော့ဒီမှာ column နာမည်တွေရှိမယ်ကျွန်တော်တို့ column နာမည်တွေ row နာမည်တွေကိုဘယ်လိုပြောင်းမလဲဆိုတော့ဒီလိုမျိုးဖြစ်အောင်ကိုကြိုက်တဲ့ပုံစံမျိုးပြန်ဖြစ်အောင်ဘယ်လိုပြောင်းမလဲဆိုတဲ့အခန်းကိုရှင်းလင်းပြပေးတော့မှာဖြစ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ပထမဆုံးအနေနဲ့ဒီအခန်းကကျွန်တော်တို့ပထမဆုံးကျွန်တော်တို့စဉ်းစားလိုက်မယ်ဆိုရင်ကျွန်တော်တို့ column names အကြောင်းသိချင်တယ် rows အကြောင်းသိချင်တယ်ဆိုရင်ကျွန်တော်တို့formula ရောပေါ့နော်ကျွန်တော်တို့ရှင်းမဲ့ကောက်ကဘယ်လိုလဲဆိုတာသိချင်ရင်ကျွန်တော်တို့ဒီမှာ question mark နဲ့ column name ကိုနှိပ်လိုက်မယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့သိရှိရတဲ့အတိုင်းပဲဒီမှာပေါ်လာပဲဖြစ်တယ် rows name ရယ် columns name ရယ်ပြီးတော့ဒီထဲမှာကကျွန်တော်တို့ကောက်တစ်ခုမှာအကြီးဆုံးအားပါလဲဆိုရင်သူရဲ့အရှိဆုံး gain အရှိဆုံး variable ပေါ့နော်အရှိဆုံး gain ကနေပြီးတော့ပထမဒုတိယတတိယအလုံးလောက်ထိကရေးကြည့်တယ်ဒီနေရာမှာဆိုရင်ရှေ့ဆုံး gain ဖြစ်လေပိုရေးကြည့်တယ်ဒီမှာရှေ့ဆုံးဟာကပိုပြီးတော့ရေးကြည့်ဆုံးဖြစ်တယ်ဆိုတော့ဒီဟာကမပါမဖြစ်ပါမယ်တဘောဖြစ်တယ်ဒီမှာကျွန်တော်တို့ help ကိုကြည့်လိုက်ပြီးတော့ကျွန်တော်တို့ပြီးပါပြီဆိုတော့ဒီ function ကိုဒီ code ကိုအသုံးပြုလို့ရဖို့အတွက်ကဒီမှာသူပြောထားတယ်ဒီ metric like object ပေါ့နော် metric ရှိမှဖြစ်မယ်ဆိုတော့ပထမဆုံးဒီ function ကိုကျွန်တော်တို့သုံးလို့ရဖို့အတွက်ကျွန်တော်တို့ metric တည်ဆောက်ဖို့လိုပါတယ်ဆိုတော့ကျွန်တော်တို့ပထမဆုံး data တွေကိုကောက်မယ်ပြီးတော့ဒီမှာကျွန်တော်တို့ data တစ်ခုတည်ဆောက်မယ်ဒီ data ကဘာတွေပါမလဲဆိုတော့ apple banana grapes line ပါမယ်ဆိုတော့ data ကိုကျွန်တော်တို့တည်ဆောက်လိုက်မယ်ဆိုတော့ဒီမှာ data ရပါပြီအဲ့ဒီ data ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီမှာဆိုရင်ကျွန်တော်တည်ဆောက်ထားတဲ့ data ဖြစ်တယ်ပြီးတော့နောက်ထပ် data တစ်ခု customer data တစ်ခုကိုကျွန်တော်တို့တည်ဆောက်တယ်ပြီးတော့အခါကျတော့ဒီ customer data ကိုပဲကျွန်တော်တို့ control enter နှိပ်ပြီးတော့ပြန်ကြည့်မယ်ဆိုတော့ဒီမှာ data ရပါပြီပြီးတော့ဈေးနှုန်းကိုဒီမှာကျွန်တော်တို့ကြည့်မယ်ပြီးတော့အခါကျ price ကိုကျွန်တော်တို့နှိပ်လိုက်မယ်ဒီမှာသူရှိရတဲ့အတိုင်းပဲကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုရင် food ကိုထည့်ကြည့်မယ်ပြီးတော့ customer ကြည့်မယ် price ကိုကြည့်မယ်ဒီမှာဆိုရင်ကျွန်တော်တို့၄ခုစီကျွန်တော်တို့တိဆောက်ပြီးပါပြီဖြစ်တယ်ဒီဟာကကျွန်တော်တို့ဒါတိဆောက်ပြီးပါပြီဖြစ်တယ်ဆိုတော့နောက်တစ်ခုကကျွန်တော်တို့ metric လုပ်မယ်ပေါ့နော် metric လုပ်မယ်ဆိုရင်ကျွန်တော်တို့ရှေ့ခန်းမှာလည်းရှင်းလင်းခဲ့ဖြစ်တယ် metric လုပ်မယ်ဆိုရင်ကျွန်တော်တို့2နည်းရှိတယ်တကယ်တမ်းက3နည်းရှိပါတယ် metric ဆိုတဲ့ function ကိုသုံးပြီးတော့လုပ်လို့ရတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ metric အစား c ဘိုင်းနဲ့ r ဘိုင်းကိုသုံးမှာဖြစ်တယ် c ဘိုင်းနဲ့ r ဘိုင်းကဘာကွာတာလဲဆိုရင်ကျွန်တော်တို့ c ဘိုင်းဆိုတာ column ဘိုင်းတပုံမျိုးဖြစ်တယ် r ဘိုင်းဆိုတာ row ဘိုင်းတပုံမျိုးဖြစ်တယ် c ဘိုင်းဆိုတော့ကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒါတရှိရတိုင်းဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ဒီမှာ column အလိုက်သူက metric တပုံမျိုးစုစည်းလိုက်တာဖြစ်တယ်ပြီးတော့ကျွန်တော်တို့ r ဘိုင်းဆိုရင်ဘာဖြစ်သွားမလဲဆိုရင် r ဘိုင်းဆိုရင်ဒီမှာကျွန်တော်တို့ဒီ row အလိုက်ပေါ့နော်တန်းအလိုက်စုစည်းလိုက်တယ်လို့မျိုးဖြစ်သွားပါတယ်ဆိုတော့ဒီထဲမှာကျွန်တော်တို့ကဒါကကျွန်တော်တို့ဒီ metric လုပ်မယ်ပေါ့နော် metric လုပ်တဲ့3နည်းထဲမှာကျွန်တော်တို့2နည်းအသုံးများတဲ့2နည်းကိုရှင်းလင်းခဲ့ခြင်းဖြစ်တယ်အဲ့ဒီထဲမှာကျွန်တော်တို့တစ်ခုကိုယူမယ်ကျွန်တော်တို့ c ဘိုင်းနဲ့လုပ်တဲ့ဒီဟာပေါ့နော်ဒီ metric ကိုကျွန်တော်တို့ယူမယ်ပြီးတော့ကျွန်တော်တို့ဒီဟာကို order ဆိုတဲ့ဟာနဲ့ equation ညီမျှခြင်းခံပြီးတော့ save လိုက်မယ်ဆိုတော့ဒီဟာကိုကျွန်တော်တို့ control enter နှိပ်လိုက်မယ်ဆိုတော့ဒီမှာကျွန်တော်တို့ရဲ့ဟာလေးရပါပြီဆိုတော့ကျွန်တော်တို့ဒီ data ကိုဒီ order data ကိုကျွန်တော်တို့ကြည့်ချင်တယ်
ကျွန်တော်တို့ကြည့်ချင်တယ်ဆိုရင်ကျွန်တော်တို့နှစ်နည်းရှိတယ်အမြန်နည်းနဲ့ table နဲ့ရှင်းရှင်းလင်းလင်းကြည့်နီးဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့အမြန်နည်းဆိုရင်ဒီ order ကိုပဲကျွန်တော်တို့ထပ်နှိပ်လိုက်တယ်ပြီးတော့ control enter နှိပ်လိုက်မယ်ဆိုရင်ဒီမှာသူပေါ်လာပါပြီဒါကတော့အမြန်နည်းပါဒီနေရာမှာတော့သူကနည်းနည်းတော့ဒီ open inverted comma တို့ close inverted comma တို့နဲ့ပါနေပြီးတော့နည်းနည်းကြည့်ရတာတော့ရှုပ်ကောင်းရှုပ်နိုင်တယ်ဒီဟာတွေကဘာကိုဆိုလိုခြင်းဖြစ်လဲဆိုတော့ဒီဟာတွေအကုန်လုံးက character ဆိုတဲ့သဘောမျိုးဖြစ်တယ်ဆိုတော့ဒီလိုမျိုးကိုမမြင်ချင်ဘူးကျွန်တော်တို့ table သဘောမျိုးရှင်းရှင်းလင်းလင်းမြင်ချင်တယ်ဆိုရင် view order နှိပ်ပြီးတော့ကြည့်လို့ရတယ်ဒီမှာဆိုရင်ဒီလို table လေးနဲ့ပေါ်လာရွေးဖြစ်တယ်ဒီဟာကတော့ကျွန်တော်တို့ table ကြည့်နေပါနောက်တစ်ခုကကျွန်တော်တို့ဒီမှာဒီထဲမှာရှိတဲ့နာမည်တွေကိုကျွန်တော်တို့ကြည့်မယ်ပေါ့နော်ဒီမှာဆိုရင်နာမည်အရပြောရမယ်ဆိုရင်ဒီမှာကျွန်တော်တို့ဒီ data ဒီဆရာလေးကိုကြည့်လိုက်မယ်ဆိုရင် column name ကကျွန်တော်တို့ခက်မှန်းကြည့်မယ်ဆိုရင်ဒီ food customer နဲ့ price က column name ဖြစ်တယ်ပြီးတော့ ဟောဒီမှာကဒီ square bracket နဲ့1 2 3 4ဆိုတာက row name ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ row name column name ရှိလားမရှိဘူးလားဆိုတာကိုကျွန်တော်တို့ပြန်ပြီးတော့စစ်ဖို့လိုတယ်ဆိုတော့စစ်မယ်ဆိုရင်ခုနကလိုလိုမျိုးပဲဒီမှာကျွန်တော်တို့သိရှိရတဲ့အတိုင်း row name နဲ့ column name ပြီးရတဲ့ခါကျတော့ဟောဒီမှာပထမဆုံးတစ်ခုလိုတာ x အဲ့ဒီ x ဆိုတာကကျွန်တော်တို့ဒီ example ထဲမှာဆိုရင် order ကိုရည်ညွှန်းခြင်းဖြစ်တယ်ဆိုတော့ order ရဲ့ row name ကိုကျွန်တော်တို့စစ်လိုက်မယ် control enter နှိပ်မှာဒီမှာသိရှိရတဲ့အတိုင်းသူက null လို့ပြောပါတယ် null ဆိုတာကဘာမှမရှိဘူးကိုဆိုလိုခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီမှာအဖြေမှာတော့သူကဒီလိုမျိုးတာပြထားတယ်ဒါပေမဲ့တကယ်တမ်းကကျွန်တော်တို့ row names ကမရှိသေးဘူးပဲဖြစ်တယ်ပြီးတော့ကျွန်တော်တို့ column name ကိုကြည့်ကြည့်မယ်ဆိုရင် column name order ကိုကြည့်လိုက်မယ်ဆိုရင်ဒီမှာသိရှိရတဲ့အတိုင်းကျွန်တော်တို့ဒီမှာ food customer price ဆိုတဲ့ name ကိုကျွန်တော်တို့သိရှိရပါတယ်ဆိုတော့ဟုတ်ပြီကျွန်တော်တို့မှာ row name မရှိဘူးနောက်တစ်ခုကကျွန်တော်တို့မှာ row name မရှိဘူးနောက်တစ်ခုမှာကျွန်တော်တို့က row name မရှိဘူးဆိုတော့ကျွန်တော်တို့ row name ကိုအသစ်ထည့်ခြင်းနဲ့မဟုတ်လေပြောင်းခြင်းနဲ့ကျွန်တော်တို့အသစ်ထည့်ခြင်းနဲ့ဆိုရင်ဘယ်လိုလုပ်မလဲဆိုရင်ဒီမှာခုနက command ကိုပဲကျွန်တော်တို့ row names order ရဲ့ row name ကိုကျွန်တော်တို့ override လုပ်မှာပေါ့နော်ဒီနေရာမှာကျွန်တော်တို့မရှိဘူးဆိုရင်ဒါအသစ်ဖြည့်ခြင်းသဘောမျိုးဖြစ်တယ်ရှိနေပြီးသားဟာကိုဆိုရင်ကျွန်တော်တို့ override ထပ်ပြီးတော့လုပ်တဲ့သဘောမျိုးဖြစ်တယ် override ဆိုတာကျွန်တော်တို့နောက်ဆုံးပြင်တဲ့ဟာကအမှန်ဖြစ်ဝင်มาဖြစ်တယ်ဆိုတော့ဒီမှာကျွန်တော်တို့ကဒီဟာကို Monday Tuesday Wednesday Thursday လို့ပြောင်းချင်တဲ့အတွက်ဒီမှာအစဉ်လိုက် Monday Tuesday Wednesday Thursday လို့ကျွန်တော်တို့ပြောင်းလိုက်တယ်ပြီးတော့ဒါကိုကျွန်တော်တို့ control enter နှိပ်လိုက်တယ်ပြီးတော့ကျွန်တော်တို့ rows name အခုရှိပြီလားဆိုတဲ့ဟာကိုကျွန်တော်တို့ကြည့်မယ်ဆိုတော့ခုနကလိုပဲဟောဒီကုတ်ကိုပဲကျွန်တော်တို့ဒီမှာရေးပြီးတော့ကြည့်တယ် row name ဒီမှာဆိုရင်အရင်တော့ကကျွန်တော်တို့ run out တဲ့ချိန်မှာဒီမှာ row name ရှိဘူးဒီမှာကျွန်တော်တို့ဒီ Monday Tuesday Wednesday Thursday ကိုထည့်လိုက်တဲ့ချိန်မှာ row name ကိုပြန်ကြည့်တဲ့အခါကျတော့ဒီမှာ row name ပေါ်လာပြီဆိုတော့ table တစ်ခုလုံးကိုပြန်ကြည့်မယ်ကျွန်တော်တို့ rows name ပေါ်ပြီလားဒီမှာ order ကိုကျွန်တော်တို့ control enter နှိပ်လို့ကြည့်လိုက်တဲ့အခါကျတော့ဒီမှာပေါ်လာပြီပဲဖြစ်တယ်အရင်တော့ကကျွန်တော်တို့ကဒီမှာအရင် table မှာတော့ကျွန်တော်တို့ကဒီမှာ1 2 3 4ဆိုတာပဲရှိတယ်ဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့ rows name ထည့်လိုက်တဲ့အခါကျတော့ rows name ကဒီလိုပေါ်လာပြီပဲဖြစ်တယ်ဆိုတော့ဟုတ်ပြီဒါကတော့ကျွန်တော်တို့မရှိသေးတဲ့ဟာကိုဒီဟာလေးကကျွန်တော်တို့မရှိသေးတဲ့ဟာကိုကျွန်တော်တို့အသစ်ထည့်လိုက်ခြင်းဖြစ်တယ်ရှိတဲ့ဟာကိုလည်းကျွန်တော်တို့ပြန်ပြီးတော့ပြောင်းမယ်ဆိုရင်လည်းပြောင်းလို့ရတယ်ဒီမှာဆိုရင်အရင်တော့ကပထမအဦးဆုံး column name ကကျွန်တော်တို့ဒီမှာသိရှိရတဲ့ food customer price ဒီ food customer price ကိုကျွန်တော်တို့ပြန်ပြောင်းမယ်
food ကို meal လို့ပြောင်းမယ်ပြီးတော့ဒီမှာ customer ကို name လို့ပြောင်းမယ် price ကို tax လို့ပြောင်းမယ်ပြီးတော့ကျွန်တော်တို့ဒီဟာကိုပဲဒီတစ်ခုလုံးအပြည့်ကိုကျွန်တော်တို့ run လိုက်မယ် run လိုက်မယ်ဆိုရင်ဒီမှာဒါကိုကျွန်တော်တို့ပြန်ပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဒီမှာ meal name tax လို့ဖြစ်သွားပါတယ်ကျွန်တော်တို့ဒီမှာ override တဘောမျိုးဖြစ်ရအောင်လို့ဆိုရင်ဒီမှာပဲဖြစ်ဖြစ်ပေါ့နော်ဒီမှာပဲဖြစ်ဖြစ် rows name မှာပဲဖြစ်ဖြစ် column name မှာပဲဖြစ်ဖြစ် override တဘောမျိုးဖြစ်ရအောင်ဆိုရင်အရင် data မှာပဲဒီဟာကပြောင်းလို့မရပါဘူးအရင် data မှာပဲပြောင်းချင်တယ်ဆိုရင် order အရင် data အရင်က order data မှာပြောင်းချင်တယ်ဆိုရင်ဒီ order ကိုပဲနှိပ်ပြီးရပါမယ်ဆိုတော့ဒီမှာဆိုရင်ဒါကျွန်တော်တို့ column name order ကိုဒီ meal name text လို့ပြောင်းလိုက်ပြီးဒီမှာကျွန်တော်တို့ကြည့်ပြီးသွားပြီ meal name text ဖြစ်သွားပြီ column name က table အနေနဲ့ကြည့်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ပြန်ကြည့်လိုက်ခါကျရင်ဒီမှာသူရှိတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ column name မှာပြောင်းသွားပါပြီဒီမှာရက်တွေကလည်းပြောင်းသွားပြီပဲဖြစ်ပါတယ်ဟုတ်ပြီနောက်တစ်ခုကတော့ကျွန်တော်တို့ပါလဲဆိုရင်ကျွန်တော် data တွေကိုယူမယ် data တွေကိုယူမယ်ဆိုရင် data ယူနည်းကနှစ်နည်းရှိတယ်ကျွန်တော်တို့နာမည် column row name ရယ် column name ရယ်ထည့်ပြီးတော့ယူခြင်းရှိတယ်ပြီးတော့ခါကျတော့ index number နဲ့ယူခြင်းရှိတယ်ဆိုတော့ပထမဆုံးကျွန်တော်တို့တစ်ဆင့်ချင်းစီသွားမယ်ဆိုရင်ဒီမှာ gwin တစ်ခုထဲမှာဆိုရင်သူကဘာကိုစပြုလဲဆိုတော့ gwin တစ်ခုထဲမှာ gwin ကိုအရင်ရေးတယ်ပြီးတော့ခါကျတော့ကြားမှာ comma ကုတ်တယ်ကြားမှာ comma ကုတ်တယ်ဆိုတော့ဒီမှာကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်ဒီမှာဒီထဲမှာ wed wet ဒါမှပါဘူးဆိုရင်ဒါကဘာကိုစပြုလဲဆိုရင်ဒါက table တစ်ခုလုံးကိုစပြုတယ်ဒါကဘာကိုပြောလဲဆိုတော့မရှိခြင်းကဒီမှာဘာမှရေးထားတာခြင်းမရှိခြင်းက rows တွေအကုန်လုံးယူပါ column တွေအကုန်လုံးယူပါဆိုပြီးတော့ဖြစ်တယ်ဒီဟာကိုကျွန်တော်တို့ run ကြည့်မယ်ဆိုရင်ဒီမှာသူရှိရအတိုင်းပဲ rows တွေအကုန်ယူတယ် column တွေလည်းအကုန်ယူတယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ကဒီဗုဒ္ဓဟူးနေ့အတွက်တန်းကိုလိုချင်တယ်ဆိုရင် wed wet လို့ထည့်လိုက်တယ်ပြီးတော့ကျွန်တော်တို့ဒီမှာ run လိုက်တယ်ဗုဒ္ဓဟူးနေ့အတွက်တန်းဒီ table ကနေကြည့်လိုက်မယ်ဆိုဗုဒ္ဓဟူးနေ့အတွက်တန်း grace g and 40ဖြစ်တယ်ပြီးတော့ကျွန်တော်တို့ column တတိုင်းလုံးကိုလိုချင်တယ်ဆိုရင်ဒီမှာမရှိခြင်းကအကုန်လုံးကိုဆိုလိုတယ်ရှိသမျှrows တွေအကုန်လုံးယူမယ်ဒါပေမဲ့ name column ကိုပဲယူမယ်ဆိုတော့ဒီအဖြေကဘာကိုထွက်လာမလဲဆိုတော့လင်းရွှေကြည်တိန်ဆိုတဲ့ဟာကိုထွက်လာမှာဖြစ်တယ်ဆိုတော့ဒီဟာကိုကျွန်တော်တို့ run ကြည့်လိုက်မယ်ဆိုရင်ဒီမှာသူရှိရတိုင်းမှာလင်းရွှေကြည်တိန်ဆိုပြီးတော့ထွက်လာပါတယ်ဆိုတော့ကျွန်တော်တို့ပေါင်းပြီးတော့ယူမယ်ဆိုရင်ကျွန်တော်တို့ဒီမှာ wet ဗုဒ္ဓဟူးနေ့မှာရှိတဲ့နာမည်ဗုဒ္ဓဟူးနေ့ကဒါပြီးတော့နာမည် column မှာရှိတဲ့ဟာဆိုတော့ဒါကြည်ဖြစ်သွားပါပြီဒီဟာကို run လိုက်ခြင်းကကျွန်တော်တို့ကြည်ဆိုတဲ့အဖြေကိုရမှာဖြစ်တယ်ဆိုတော့ဒီမှာ run လိုက်တယ်ဒါကြည်ဖြစ်သွားပြီဆိုတော့ခုနကပြောခဲ့လိုမျိုးပဲဒါက column name အလိုက်ကိုကျွန်တော်တို့ထည့်ရေးခြင်းဖြစ်တယ်ဆိုတော့နောက်တစ်ခုကcolumn name လိုက်ထည့်ရေးခြင်းဖြစ်တယ်ဒီ column name အလိုက်ရေးမယ်ဆိုရင်ကျွန်တော်တို့သူပြောင်းသွားတဲ့ column နာမည်အလိုက်ကိုကျွန်တော်တို့ပြောင်းပြီးတော့ထည့်ရေးပေးရမှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ index အနေနဲ့ရွေးမယ်ဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့ဒါ index number ပေါ့နော် R မှာက index number က1ကနေစတယ်တချို့ programming language တွေမှာတော့ index number 0ကနေစတယ်ဆိုတော့ R မှာ1ကနေစတယ် rows တွေကိုစကြည့်မယ်ဆိုရင်လည်း row 1 row 2 row 3ကနေပြီးတော့စရရှိတယ် column ဆိုရင်လည်း column 1 2 3ကနေစရရှိတယ်ဆိုတော့ဒီမှာဒီသဘောထားကကျွန်တော်တို့ row နေရာမှာ3ဆိုတော့3ခုမြောက် row ဆိုတော့ဒီမှာ Monday Tuesday Wednesday ဒါ3ခုမြောက် row ဖြစ်တယ်ပြီးတော့ဒီမှာ column နေရာမှာက2 column နေရာမှာ2ဆိုတော့2ခုမြောက် column ဖြစ်တယ်ဆိုတော့ name 3 row မှာရှိတဲ့
second column ဆိုတော့ဒါG အဖြေက G ပဲဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ run လိုက်မယ်ဆိုတော့ G ပဲထွက်လာမှာဖြစ်ပါတယ်ဆိုတော့နောက်တစ်ခုကကျွန်တော်တို့တစ်ခုခုကိုအစားထိုးချင်တယ်ဆိုရင်တစ်ခုခုအစားထိုးချင်တယ်ဆိုရင်ကျွန်တော်တို့ဒီ bracket ကိုပဲသုံးရပါတယ်ဆိုတော့ဒီမှာကျွန်တော်တို့ order ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ပြန်ကြည့်လိုက်မယ်ဒီမှာ 2,2 ဆိုတာက rows က2 rows က2ဆိုတာဒီမှာ rows အနေနဲ့ပဲစဉ်းစားမှာဆို rows က2ဆိုတာကဒီ1နဲ့ဒီ choose ကိုပြောခြင်းဖြစ်တယ်ဒီတန်းလုံးကိုပြောခြင်းဖြစ်တယ်ဒီမှာ column 2ဆိုတာက name မှာရှိတဲ့1 2ဆိုတော့ဒီဟာ Tuesday နဲ့ name နဲ့စုံတဲ့နေရာကရွှေဖြစ်တယ်ဆိုတော့တဘောကဒီဟာကိုဒီကုတ်ကဒီဟာကိုကျွန်တော်တို့ပြောင်းခြင်းဖြစ်တယ်ဆိုတော့ဒါကျွန်တော်တို့ run ကြည့်လိုက်မယ်ဒါဆို error မပေါ်ဘူးဆိုမှန်တယ်ပြီးတော့ဒါကျွန်တော်တို့ပြန်စစ်လိုက်မယ်ဆိုရင်ဒီမှာသိရှိရတိုင်းပဲရွှေနေရာမှာ1000ဝင်သွားပြီပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့နောက်တစ်ခုကျွန်တော်တို့ banana ကိုကျွန်တော်တို့ဒီမှာရှိတဲ့ banana ကိုလိုချင်တယ်ဆိုရင် banana ကဘက်မှာရှိလဲဆိုတော့ row အနေရဆိုရင်1 2 row 2မှာရှိတယ် column အနေရဆိုရင်1 meal ဆိုတော့ column 1မှာရှိတယ်ဆိုတော့ဒီဟာကိုကျွန်တော်တို့ choose ဒီ meal လို့ပြောရင်လည်းကျွန်တော် banana လို့အဖြေရမယ်ပြီးတော့မဟုတ်ပဲနဲ့ခုနကလိုမျိုးကျွန်တော်တို့ index number နဲ့ဆိုရင်လည်း 2,1 လို့ပြောရင်ကျွန်တော်ဒါ banana အဖြေရမှာဖြစ်ပါတယ်ဆိုတော့ဒီကနေ့သင်ခန်းစာအချင်းချုပ်အနေနဲ့ကတော့ကျွန်တော်တို့ဒီမှာ column names order အကြောင်းရှင်းလင်းခဲ့ပြီ rows name အကြောင်းရှင်းလင်းခဲ့ပြီကျွန်တော်တို့ data ကြည့်မယ်ဆိုရင်ဟောတာလေးကိုပဲကျွန်တော်တို့ control enter နှိပ်လိုက်ရင်အမြန် data ရမယ်ဇာတ်နဲ့ကြည့်ချင်တယ်ဆိုရင်ကျွန်တော်တို့ view order နဲ့ရမယ်ကျွန်တော်တို့ဒီမှာ bracket က data တွေကိုစစ်ထုတ်တဲ့နေရာ data တွေရွှေ့တဲ့နေရာ data တွေအစားထိုးတဲ့နေရာမှာတော်တော်လေးကိုရေးပါပါတယ်ဒီနေ့သင်ခန်းစာတော့ဒီလောက်ပါပဲဒီခါမှာမရှင်းတဲ့ရှိရင် comment ထဲမှာဝင်ရောက်ဆွေးနွေးတော့လို့ရပါတယ်ကျွန်တော်နောက်အခန်းကတော့ကျွန်တော်တို့ဒီ function နဲ့ပတ်သက်ပြီးတော့မှာ function နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ function အသစ်တွေကိုဘယ်လိုမျိုး create လုပ်မလဲဆိုတဲ့ဟာကိုရှင်းလင်းမြောက်ပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့စီစဉ်လေးကိုကြိုက်နေတဲ့ဆိုရင် like share subscribe လေးနဲ့အပိသက်ချက်ပါဦးဒီအခန်းမှာနှုတ်ဆက်ရင်နောက်ပိုင်း20 function တွေကိုဘယ်လို create လုပ်ရမလဲဆိုတဲ့ဟာမှာပြန်လည်ဆောင်ရွက်ကြပါစို့